ဒွန်းဒေးရုပ်ရှင်မှာဒီ Steve Rogers ကဒီဒွန်းဒေးကဖြစ်ရအားလုံးမြင်မှုခဲ့ပြီးပါလားဒါမှမဟုတ်ဒီ Steve Rogers ကဒီဒေါက်တာဒွန်းနဲ့ရှင်ဆိုင်ခဲ့ပြီးလားဆိုတဲ့ theory ကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ်ဆိုတော့ video လေးမစခင်မှာလည်းကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဆိုတော့စလိုက်ရအောင်ဆိုတော့ဒီ Avenger Dune ရဲ့ trailer တော့ခင်ဗျားအားလုံးကြည့်သွားပြီလို့ထင်တယ်ကွာဆိုတော့အဲ့ထဲမှာပါလာတဲ့ captain ကဒီလူမျိုးပြန်လာမှလဲနောက်ပြီးဖိုးကြီးဖြိုသွားလားဆိုပြီးတော့လူတွေအားလုံးရဲ့မေးခွန်းတွေရှိရကွာအဲ့ထဲမှာတချို့တွေဆိုလို့ရှိရင်ဒီ Steve Rogers ကဒီ captain မဟုတ်ဘူးเนาะဒီ variant တစ်ကောင်ပေါ့เนาะလို့လည်းပြောကြရရှိရကွာ Hydra ကဒီ captain လို့လည်းပြောကြရရှိရကွာဒါပေမဲ့မကြသေးခင်ကဒီ trailer ထဲမှာဆိုလို့ရှိရင် Steve Rogers ဒီ Majorna 2ကိုလည်းကင်နိုင်ခဲ့ရကွာအဲ့ဒီပဲဘာလဲဆိုတော့လုံးဝထိုက်တယ်နဲ့ဆိုတော့ပြန်ဘလို့ထိုက်တယ်တာမျိုးလဲဆိုကျွန်တော် captain အားလုံးပဲသိတဲ့အတိုင်းပဲကွာဒီ Red Scar လည်းနိုင်ခဲ့တယ်နောက်ပြီး New York တိုက်ပွဲမှာလည်း Avenger တွေဥဆောင်ခဲ့ကွာနောက်ပြီး Thanos ကိုလည်းရှင်ဆိုင်ခဲ့ဆိုတော့အဲ့အချက်တွေကြောင့်ပဲကျွန်တော်ကဒီ Infinity Stone တွေကိုပြန်သွားထားတဲ့ကျွန်တော်တို့ရဲ့ original ဒီ captain လို့ကျွန်တော်ယူဆရကွာအခုကြည့်နေလို့ဘယ်လိုထင်လဲပေါ့နော် comment မှာချက်လောက်ယူပေးခဲ့ပါဦးဆိုတော့ဒီ theory အရဆိုလို့ရှိရင်တော့ဒွန်လေးမှာပါလာမဲ့ Steve Rogers variant လုံးဝမဟုတ်တော့ဘဲနဲ့ဒီကျွန်တော်တို့ရဲ့ original state ကွာသူကဘယ်လိုမျိုးငယ်ရွယ်ပုံစံနဲ့ပြန်လာတာလဲဆိုတာကိုသိဖို့ဆိုရင်ကျွန်တော်တို့ Endgame ရဲ့ time travel scene မျိုးကိုသိဖို့လိုတယ်အတိတ်ကိုပြောင်းလဲတာအနာဂတ်ကိုမပြောင်းလဲဘဲနဲ့ timeline အသစ်တစ်ခုဖန်တီးပေးတာကွာဆိုတော့ multiverse တွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာအတိတ်မှာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုလုပ်လိုက်တာနဲ့ဒီ alternate timeline ဒါမှမဟုတ်ဒီ alternate universe တစ်ခုဖြစ်ပေါ်လာတော့ဒါ MCU ရဲ့အရေးပါတဲ့စီးမြင်ပဲပတ်သက်ပြီး Endgame မှာဖြစ်ခဲ့တဲ့ကိစ္စလည်းဒါပဲကွာအတိတ်ကိုသွားပြီးတော့သူ Infinity Stone တွေကိုပြန်ပေးပြီးတော့ပြန်လာရမယ့်အစားပေါ့နော် Steve ကသူ့စော်နဲ့တူနေဖို့ပဲရွေးချယ်ခဲ့ပေါ့နော်အဲ့ချိန်မှာသူ့စော်နဲ့သာအတူနေမယ်ဟိဆိုလို့ရှိရင်ဒီ timeline အသစ်တစ်ခုဖြစ်လာဖြစ်တဲ့အတွက်ဒီ Loki ကနေပြီးတော့သူ့စော်ခေါ်ပြီးတော့ပေါ့နော်ဒီ captain မရှိတဲ့ universe တစ်ခုဖြစ်တဲ့ 838လို့ခေါ်တဲ့ Fantastic Four universe မှာထားခဲ့လို့ fan theory တော်တော်များများလည်းထွက်ထားရှိရကွာဥဒနာချက်က Steve က Peggy နဲ့တူမိသားစုဘဝကိုဖြတ်သန်းခဲ့တဲ့အပြင်ကလေးတယောက်ကလည်းရခဲ့ရကွာEndgame မှာဆိုလို့ရှိရင်လည်းဒီအဖိုးကြီး Steve ကိုပဲပြခဲ့တယ်ဆိုတော့ဒီဂျားထဲမှာနှစ်ပေါင်း80လောက်ကွာဟနေချက်ရှိအဲ့ဒီအဓိပ္ပာယ်ကဒီ Dune Day နဲ့ Secret War ရဲ့ဒီဂျားထဲမှာဖြစ်ခဲ့တဲ့ဟာတွေအကုန်လုံးကိုပြမယ်လို့ကျွန်တော်ထင်တယ်ကွာဆိုတော့အဲ့ကြောင့်ဒီ Avenger Dune Day မှာ Steve ကအရေးပါတဲ့အခန်းမှာပါဝင်လာမယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ဒီ Fantastic Four ရဲ့ trailer မှာဒီတားဖားနဲ့ TV ကိုထိုင်ကြည့်နေတာတွေ့ပြီးတော့ဒီကောင်က Steve ရဲ့သားလို့ဖြစ်နိုင်တယ်လို့လည်း theory တော်တော်များထုတ်ထားရှိရကွာဆိုတော့ဒီမေကောကဒေါက်တာတွန်းကဘယ်မှာပါလာမှာလဲဆိုတဲ့အချက်နှစ်ချက်ကရှိပထမတစ်ခုကဒီဒေါက်တာတွန်းက 838ကနေဖြစ်ပြီးတော့ Steve Rogers ကြောင့်ပေါ်လာတာကွာတစ်ချက်က Steve ကအချိန်ခီးသွားမှုကြောင့်ကွာစကြဝဠာနှစ်ခုကတိုက်မိပြီးအင်ကားရှင်းရဖြစ်လာအဲ့ဒီမှာဒွန်းကသူ့ကဘာကိုကယ်တင်ဖို့ကြိုးစားနေပဲဒီ Steve နဲ့ရန်သူဖြစ်လာကွာ Steve ရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ဒီ Multiverse တစ်ခုလုံးပျက်စီးစေမဲ့ပုံစံမျိုးပုံဖော်ထားအောင်လေကျွန်တော်တွေ့ရပါဒါကြောင့်ဒီ Steve ကဒီ Dune Day မှာအဓိကဇက်ကောင်တစ်ကောင်နဲ့ပါလာမှာနောက်ထပ်မေးခွန်းက Steve က main timeline ကိုဘယ်လိုမျိုးပြန်လာရလဲကွာဆိုတော့ဒါကရိုးရှင်းတယ်ကွာအဖြေကတော့ Reed Richards Fantastic Four ကပဲကွာ Reed Richards ကဒီ MCU မှာဆိုလို့ရှိရင်ဒီ Multiverse အကြောင်းအတော်ဆုံးနဲ့အနားလေဆုံးသိမ့်မဲ့မြန်ရှင်တစ်ကောင်ပဲအဖြစ်ရဲ့ကြီးကြောင့်ကွာဒီ Dune Day မှာဒီ Reed Richards က Steve ကိုကွာဒီသူ့ရဲ့ ship နဲ့ဒီ main universe ဖြစ်တဲ့ S616 ကိုခေါ်လာလည်းဖြစ်နိုင်တယ်ကွာ theory တစ်ခုကွာ Steve ကဒီ Hawk ရဲ့စက်ကိုမသုံးဘဲနဲ့ Avenger Endgame မှာနောက်ဆုံးကမှာကွာဒီခုံပေါ်မှာအဖိုးကြီးပုံစံနဲ့ပေါ်လာအားလုံးတွေ့ငယ်ကွာဒါကဘာလဲဆိုတော့ Reed ရဲ့နီးပညာကိုသုံးပြီးတော့ပေါ်လာဖြစ်နိုင်တယ်ကွာအဲကြောင့်ပဲဒီ Dune Day နဲ့ Secret War ကြားတဲ့နှစ်ပေါင်း80မှာ Steve ကဘာတွေလုပ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတော့နောက် trailer တစ်ခုမှာ Marvel ပြသပေးမယ်လို့ကျွန်တော်မျှော်လင့်နေကွာဆိုတော့အခုပြောပြခဲ့တဲ့ဒီ Captain နဲ့ပတ်သက်တဲ့ theory ကိုခင်ဗျားတို့အားလုံးဘယ်လိုထင်လဲကျွန်တော်မသိသေးတဲ့ theory လေးရှိသေးလားဆိုတော့ comment ချက်လောက်ရေးပေးခဲ့ပါဦးကျွန်တော်ဗီဒီယိုလေးကိုကြိုက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျကြိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Barmy Hero ဆိုတဲ့ YouTube channel subscribe လုပ်ပြီးတောင်းဆိုလိုက်ပါတယ်ကျွန်တော်နောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ် see you